မဲယူဖန်နီဖျားစဉ်ရှိကြိုထိုင်ထားရမယ့်ကာစင်နဲ့ဘောက်စင်လေးပွဲစဉ်ပွဲယူသုံးသက်ချက်ပရိသတ်များလုံးမဲ့မင်္ဂလာပါများ Highlight မြန်မာ Sport ရဲ့ Facebook Page နဲ့ YouTube Channel ကနေတင်ဆက်နေပါတယ်။ကဲ Christmas ချက်စီတမင်းတွေစားပြီးလို့ဘိုက်ကားနေတဲ့ချိန်မှာတော့ပရိသတ်ကြီးတွေအစားအကြေးစေးဖြစ်လာမယ့်ပွဲကတော့ Man United နဲ့ Newcastle ရဲ့ပွဲဖြစ်ပါတယ်။ဒီပွဲကို Stand-out Fracture ထင်ရှားတဲ့ပွဲလို့ပြောရမလားဘယ်သူပုံညံမလဲပြိုင်ပွဲပွဲလားမိကုန်းထုတ်စရာကောင်းနေပါတယ်။ Old Trafford ကွင်းကြီးကတော့အဆင်သင့်ပါပဲ။ဒါပေမဲ့ Ancient Man United အတွက်ကတော့ unfavorable matchup ကံမကောင်းအကြောင်းမလားတဲ့တွေ့ဆုံမှုဖြစ်နေမှာပါ။ဆိုလိုချင်တာကတော့မန်ယူရဲ့လက်ရှိနေထားအဆင့်တန်းကကိုယ့်အိမ်ခွင်းမှာကမ်းမယ်ဆိုတာတောင်မှဧည့်သည်ကိုကြောက်နေရတဲ့ဘဝကိုရောက်ရှိနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့ဘက်ကဗီလာနယ်ပွဲမှာမန်ယူတို့2-1နဲ့ရှုံးနေခဲ့ရပါတယ်။ရှုံးတာလည်းရိုးရှုံးတာမဟုတ်ပါဘူး။မော်ဂန်ရော်ဂျာဆိုတဲ့ကောင်လေးကနှိပ်ကိုသွားတာပါ။ဒီတော့မန်ယူကစားမရဲ့စိတ်ဓာတ်ကအခုချိန်မှာရေခဲရိုက်ထားတဲ့ငါးတွေလိုပဲဖြူဖြော့ပြီးတော့အသက်မပါတော့ပါဘူး။ရိုဘင်မော်နီရဲ့အသင်းဟာအခုဆိုရင်တော့အဆင့်၄နေရာမှာရောက်ရှိနေတဲ့ချယ်ဆီနဲ့3မှတ်ကွာဟနေတာဖြစ်ပါတယ်။3မှတ်ဆိုတာကနည်းတယ်ထင်ရပေမဲ့မန်ယူတက်ကတော့အေဗရက်တောင်ကိုခြေဝလာနဲ့တက်ရတယ်လို့ခက်ခဲနေတဲ့ပုံပါပဲ။လေးပွဲဆက်ရှုံးမှမရှိစံချိန်လေးကလည်းဘီလာဘတ်မှာပြီးသွားပြီးတော့ရေစုံမျောသွားခဲ့ရပါပြီ။အမရင်းခမယာပေါ်ရီယာနေလာတော့ကတော့ငါမန်ယူကိုကယ်တင်မယ်ဆိုတော့လာခဲ့ပုံရပါတယ်။အခုတော့ငါ့ကိုဒီကနေဘယ်သူကယ်ထုတ်ပေးကြမလဲလို့အော်ဂျင်နေလောက်ပါပြီ။ဖီယာရီကပေါင်းအိုးလို့စူပွက်နေပြီထင်ပါတယ်။ဧည့်သည်တော်ကြီးကာဆယ်အကြောင်းဆက်ပြောကြရအောင်ပါ။သူတို့ကပြီးခဲ့တဲ့ဘက်ကချယ်ဆီနဲ့ရင်ဆိုင်ရှင်ပြိုင်ခဲ့ရမှာတော့2စီးနဲ့9နေပါ4ရက်နဲ့ပွဲပြီးတော့တူတူဖြစ်သွားခဲ့ရပါတယ်။အဲဒီဟောင်းရဲ့တပည့်တွေကအသိသဘောကောင်းပါတယ်။ဟဲ့ကောင်ကြီးငါတို့နှစ်ကိုးပြတ်နေပြီဧည့်သည်ကိုအားနာစရာကြီးပြန်သွင်းခွင့်ပေးလိုက်ကြပါကွာဆိုတော့ခွင့်ပြုပေးလိုက်တဲ့ပုံပါပဲ။ဒါပေမဲ့ဒါကကာဆယ်တို့မန်ယူကိုကူညီလိုက်တာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ချယ်ဆီနိုင်သွားရင်မန်ယူနဲ့အမှတ်ပိုကွာသွားမှာဖြစ်လို့ပါပဲ။ကာဆယ်ကကိုယ်တိုင်နိုင်ပွဲပြောင်းနေပေမဲ့မန်ယူကိုတော့တစ်ဖက်လက်နဲ့ကယ်တင်ပေးသွားပါတယ်။မိတ်ဆွေဟောင်းပြီးသားလိုက်တာလို့ပြောရမလို့ပါပဲ။ဒါပေမဲ့ပြဿနာကတော့ကာဆယ်ကအလဲလက်ဆင်းမှာပဲတဝဲလဲလဲဖြစ်နေရတာပါ။ဇီယားလေမှာတောင်တင်နေတဲ့ဝေလာ9ကြီးလိုဖြစ်နေရပါတယ်။ဦးဆောင်ကိုရနေပါလျက်နဲ့အမှတ်တွေလွှင့်ပြလိုက်တာကသူတို့ရဲ့ဝါသနာလို့တောင်မှပြောရမလို့ဖြစ်နေပါပြီ။ဒီဟာဒီမှာဦးဆောင်ကိုရပြီးမှ17မှတ်တောင်မှဆုံးရှုံးထားတာကကာဆယ်တဲ့တင်းနေပဲရှိပါတယ်။နိုင်နေရင်စိတ်မချရဆုံးအသင်းဖြစ်စံချိန်တင်လောက်ပါတယ်။ဒါပေမဲ့ခုဆက်ပြောပြမယ့်အချက်ကတော့မန်ယူပရိသတ်တွေကြားရရင်တွေးပြမယ့်အချက်ဖြစ်ပါတယ်။မန်ယူကကာဆယ်နဲ့နောက်ဆုံးတွေ့ဆုံမှု6ချိန်မှာ9ချိန်တောင်မှရှုံးထားပါတယ်။ဂရုံတန်ဟက်လက်ထက်ခါရာဘောင်းဖိုင်နယ်မှာတစ်ချိန်လေးပဲနိုင်ထားတာဖြစ်ပါတယ်။ပြီးတော့အဲ့ဒီ6ပွဲမှာ4ပွဲက9တောင်မသိနိုင်ခဲ့ပါဘူး။ရင်တော့ကကာဆယ်နဲ့42ချိန်တွေ့ရင်28ချိန်လောက်နိုင်ခဲ့တဲ့မန်ယူကအခုတော့ကြောင်အိုကြီးကိုကြွက်စော်ကားသလိုဖြစ်နေခဲ့ပါပြီ။ချိန်ကပြိုင်ဘက်တွေလာကန်ရင်ဒူးတုံနေရတဲ့ Old Trafford ကွင်းကြီးဟာအခုတော့ safe haven လုံခြုံတဲ့နေရာမဟုတ်တော့ဘဲနဲ့ပြိုင်ဘက်တွေအတွက် bonus အမှတ်လာယူတဲ့စင်တာကြီးဖြစ်နေပြီဖြစ်ပါတယ်။ဒီဟာဒီအိမ်ခွင်းမှာ Man United တဲ့အမှတ်ပိုရတဲ့အသင်းက6သင်းတောင်ရှိနေပါပြီ။နောက်ဆုံးအိမ်ခွင်း3ပွဲမှာတပွဲမှမနိုင်ထားပါဘူး။ဘုံပေါင်းနဲ့တောင်မှလေးလေးတေးကြထားတာဖြစ်ပါတယ်။ဘုံပေါင်းနဲ့၄-9စီတေးကြတယ်ဆိုတာကတော့ခန်းစစ်ကတကားမရှိတဲ့အိမ်လိုဖြစ်နေပုံပေါ်နေပါတယ်။ဒီပွဲမှာအသင်းကောင်းဆောင်ကြီးတန်ရရှိနေပါတယ်ဘရူနိုမပါရင်မန်ယူကစားမပါတဲ့ဟင်းလိုပါပြီရတာမရှိအသက်မပါဖြစ်တတ်ပါတယ်ဘရူနိုမပါတဲ့နောက်ဆုံး9ပွဲမှာ6ပွဲရှုံးထားတယ်ဆိုတော့မန်ယူပရိသတ်တွေဖျားစဉ်ရှိမှကြိုထိုင်ထားတာကောင်းပါလိမ့်မယ်အချုပ်ဆိုရင်တော့မန်ယူကအိမ်ဝင်းမှာဧည့်သည်ကိုကြောက်နေရကာဆီယာအဝေးကွင်းဆိုရင်ဒူးတုံနေရဆိုတော့ဒီပွဲကကြောက်တဲ့သူ2ယောက်အမောင်နှင်းမှာတွေ့ဆုံခြင်းလိုပဲတင်စားလိုက်ပါရစေခင်ဗျာဝမ်ဆိုတဲ့ရလက်ကတော့နှစ်ဖက်လုံးအတွက်မနှက်ပြန်မိုးလင်းနာကျင်စရာမရှိတဲ့မျှတတဲ့လက်ဆောင်တစ်ခုဖြစ်သွားနိုင်ပါတယ်ကြည့်ရှုပေးခဲ့တာအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ